ဘတ်ကားပေါ့နော်ခုဂျပန်မှာဆိုရင်ရက်ထားကားတွေဘတ်ကားကလည်းအရင်ဈေးချိုတယ်ပေါ့နော်ဘယ်အချိန်တွေမှာပိုဈေးချိုတော့ဆိုရင်ပုံမှန်ရက်တွေကတော့ဈေးမရှိုးပေမဲ့ဘယ်ချိန်မှာပိုဈေးချိုတော့ဆိုလို့ရှိရင်ဂျားရက်တွေတွားခဲ့မယ်ဆိုလို့ရှိရင်တော့ဒီဘတ်ကားတွေကအရင်ဈေးရှိုးပါတယ်အဲ့တော့ဂျပန်ဘတ်ကားဖြတ်မယ်ဆိုရင်ဘယ်လိုဖြတ်မလို့ဆိုရင်ဒီဂျပန်ဘတ်ဆိုပြီးတော့ဘတ်တက်ကဆိုပြီးတော့ရိုက်ချလိုက်တာနဲ့လေဒါလိုလေကူဖြစ်လို့ရတယ်ပေါ့ဒါဆိုရင် TikTok ဆိုတာကတော့အပြင်မှာဖြတ်တာပေါ့ကောင်းတယ်ပေါ့ဒါမျိုးဆိုလို့ရှိရင်ဒီ application တွေဆိုလို့ရှိရင်ဒါ application ထောက်ခိုင်းတာပေါ့နော်ဒီမှာဆိုတော့ Japan Bus online ဆိုရင် online ကနေတွားလို့ရတယ်ဆိုရင်ဒီဥစ္စာဆိုရင်တခါလေ Japan Bus ticket ဆိုလို့ရှိရင်မြန်မာအင်္ဂလိပ်လိုပို့တယ်ဖြစ်တဲ့အတွက်ကြောင့်မလို့ဖြတ်ရတာပိုလွယ်ကူတယ်ပေါ့နော်အဲ့လိုဖြတ်မယ်ဆိုလို့ရှိရင်ဒီမှာဘယ်ကနေဘယ်ကိုသွားမှာဆိုတိုကျိုကနေအိုဆာကာကနေတိုကျိုကိုကြိုက်တဲ့နေရာကိုရွေးလို့ရတယ်ပေါ့နော်နောက်ဘယ်တော့သွားမှာတော့ဆိုလို့ရှိရင်ပြိုဖြတ်ရင်ပိုကောင်းတယ်ပေါ့နော်ရဲ့အများအနေနဲ့နောက်ကြလို့ရှိရင်ကြတော့ရထားလက်မှတ်တွေကဈေးတက်သွားတာဘာညာပိုရှိအောင်နော်ရက်နေတွေဈေးတက်တယ်ဒီလိုတောက်ကြရက်တွေဆိုရင်တော့ဈေးကြီးတယ်ဒီဂျားရက်တွေဆိုရင်တော့ဈေးချိုတယ်ပေါ့နော်အဲ့တော့တနင်္လာနေ့လို့ရွေးလိုက်ပြီး19မေတနင်္လာဆိုတော့ရှာလိုက်ပြီးဆိုတာနဲ့ပေါ်လာတယ်ပေါ့နော်အဲ့မှာပဲနီရှိဖူဘာရှိရနေပြီးတော့ဆန်နိုမီယာဒါတိုကျိုကနေအိုဆာကာအထိပေါ့နော်အိုဆာကာအထိမှာသူရက်မဲ့ဟာတွေကိုသူပြောပြထားတယ်အောက်မှာဆိုရင်ဂျပန်နီရှိဖူစတေရှင်ကနေပြီးတော့အဲ့မှာသူရက်မယ်ပေါ့နော်နောက်ပြီးတော့ match တွေထည့်ထားပြီးတဲ့အတွက်ကြောင့်ဘယ်နေရာမှာရက်မယ်ဆိုတော့လိပ်စာတွေပါပြီးသားဖြစ်တဲ့အတွက်ကြောင့်မပူနဲ့ပေါ့နော်တကယ်လို့ကိုက online ကနေဖြည့်တဲ့အတွက်ကြောင့်မလို့မေးတွေပါတွေဝင်သွားခဲ့လို့ရှိရင်လည်းအဲ့မေးတွေမှာတခါတည်းသူ့ရဲ့လိပ်စာအတိအကျအကုန်လုံးထည့်ထားပြီးသားပေါ့နော်အဲ့ဒါလေဒီတွေ့ရ3400ပဲကြာချင်းကန်းဆန်နေဆိုရင်1000ဝဲကြာနေတဲ့အချိန်မှာသူတို့ကပေါ့နော်ဒီတနင်္လာတို့ဂျားရက်တို့သွားမယ်ဆိုရင်အရန်တန်တယ်လို့ပြောရရတယ်ပေါ့နော်ကိုအနေနဲ့အဲ့လိုမျိုးဒါကိုဘယ်ကနေစီးမှလဲဆိုတော့ရွေးလို့ရတယ်ပေါ့နော်ဒီမှာချင်းကျူကူသွားမယ်ယူကိုဟာမာကနေပြီးတော့သူစီးမယ်ပေါ့နော်အဲ့တော့ကိုနဲ့ကြိုက်တဲ့ဟာကိုဒါရွေးပေါ့နော်အဲ့ဒီမှာခုံကဘလိုတွေရှိအောင်ဆိုရင်ဒီမှာဖစ်တာထပ်ပြီးတော့ရှိတယ်ပေါ့နော်ဒါ80ဆိုလို့ရှိရင်ဒီအောက်မှာဆိုရင်ဒါ22စီပေါ့နော်ခုံ2ခုံတန်းပေါ့နော်ဒါဆိုလဲ22စီတင်ပေါ့နော်အဲ့2ခုံတန်း22စစ်တင်ဆိုပြီးတော့အဲ့တော့ဒါ2ခုံတန်းနေပေါ့နော်2ခုံတန်းနေဆိုရင်အဲ့ဈေးရတယ်အဲ့အောက်ကိုဆက်သွားကြည့်မယ်ဆိုရင်သူကဒါတူပဲအဲ့တော့အဲ့လိုမဟုတ်ဘူး2ခုံတန်းမုံကအေးသေးထိုင်နေတယ်ဆိုရင်3ခု2ခုံ1ခုံတန်းထိုင်နေတယ်ဆိုဒီမှာပေါ့နော်333စစ်တင်ဆိုပြီးတော့ကိုရွေးချလိုက်လို့ရတယ်အဲ့မှာဆိုလို့ရှိရင်ထွက်လာလိမ့်မယ်ဒါ3ခုံတန်းပေါ့နော်သူကတော့6500ဆိုပြီးလို့